ကိုကိုကျွေးမွေးဆောင်ရှောက်ထားတဲ့အဖွားအရင်ကိုမှရဲရဲဆက်ဆက်လုကြံခဲ့တာဟာမြင်ရသူတိုင်းတဲ့တကယ်ကိုစိတ်မကောင်းစရာပါမင်္ဂလာပါရှင်ပညာရေးအတွက်စိုးရိမ်စိတ်နဲ့စွမ်းမခဲ့တဲ့အဖွားကိုတူမိမိရဲ့မြေအရင်နှင်းအောင်လက်မတင်အသက်ပြောက်ခဲ့ရတဲ့ဖြစ်ရတစ်ခုကတော့အခုလက်ရှိအာရှဒေတာတွင်မှာဟိုးလေးတကြောဖြစ်နေပါတယ်အသက်64နှစ်အရွယ်အဘွားဖြစ်သူတိုင်ခေါင်းဟာသူ့ရဲ့မြေးမလေးနှစ်ဦးကိုပညာသက်ကြီးတွေဖြစ်စေချင်ခဲ့တာပါဒါပေမဲ့အဲ့ဒီဆန္ဒကပဲသူ့အထက်တော့တေမင်းတမန်ဖြစ်လာခဲ့ပါတယ်ဒီမှုခင်းမှာတရခန်အဖြစ်ဖမ်းဆီးခံလိုက်ရသူတွေကတော့အသက်19နှစ်အရွယ်စင်ချန်ဘိုရာမီနဲ့18နှစ်အရွယ်ညီမဖြစ်သူစင်ဟန်ဆနီကာတို့ညီမနှစ်ဦးပဲဖြစ်ပါတယ်သူတို့ညီမနှစ်ဦးဟာအဘွားဖြစ်သူပိုင်တဲ့ကုံစုံဆိုင်နောက်ကအိမ်မှာအဘွားနဲ့အတူနေထိုင်နေကြသူတွေပါအဘွားဖြစ်သူဟာမိမလေးတွေကြောင်းတက်နေတုန်းရီးစားမထားဘူးရီးစားထားရင်ပညာရေးထိခိုက်မယ်လို့အမြဲတမ်းတတိပေးဆုံးမလိရှိပါတယ်ဒါပေမဲ့ဒီလိုထပ်တလဲလဲဆုံးမမှုတွေဟာငယ်ရွယ်တဲ့မိမလေးတွေအတွက်တော့ချစ်ချင်းမြတ်တာလို့မထင်ပဲဖိနှိပ်မှုကခုလိုခံစားခဲ့ရပုံပါပဲရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရဒီနေမနှစ်ဦးရဲ့အရင်ထဲမှာအဘွားပေါ်မကျေနပ်မှုတွေဟာတနေ့ထက်တနေ့စုပုံလာခဲ့တယ်လို့သိရပါတယ်။ဧပြီလ9ရက်နေ့ညပိုင်းမှာတော့အခြေအနေတွေဟာထိမ့်မနိုင်သိမ့်မရထက်သွားခဲ့ပါတယ်။အဘွားနဲ့မြေးမလေးတွေထပ်မံစကားများခဲ့ကြပါတယ်။ဒေါသအဟုန်ထိမ့်မရတော့တဲ့ညီမနှစ်ဦးဟာဓာတ်ကိုကိုက်ဆွဲသည့်အဘွားထစ်သူကိုနောက်ကျောကနေအကြိမ်ကြိမ်ထိုးတတ်ခဲ့ကြပါတယ်။ကိုကိုကျွေးမွေးဆောင်ရှောက်ထားတဲ့အဖွားအရင်ကိုမှရရဆက်ဆက်လုကြံခဲ့တာဟာမြင်ရသူတိုင်းတဲ့တကယ်ကိုစိတ်မကောင်းစရာပါအဖွားရဲ့ရုပ်အလောင်းကိုတော့နောက်တနေ့မနက်ဧပြီလ6ရက်နေ့မှာစုရီမျိုးတွေကလာရောက်လည်ပတ်လျင်တွေ့ရှိခဲ့တာဖြစ်ပါတယ်အခင်းထစ်ပွားတဲ့နေရာကိုရဲတပ်ဖွဲ့ကချက်ချင်းရောက်ရှိလာပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့တန်တရားရှိသူညီမနှစ်ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်ရဲစခန်းမှာစစ်ဆေးတဲ့အခါမှာတော့ညီအမနှစ်ဦးစလုံးဟာသူတို့ရဲ့ပြစ်မှုကိုကွင်းကွင်းကွက်ကွက်ဝန်ခံခဲ့ကြပါတယ်။သူတို့ရဲ့ထက်ဆိုချက်မှာတော့အဘွားဖြစ်သူကပုဂ္ဂိုလ်လေးလွတ်လပ်ခွင့်ကိုပိတ်ပင်တယ်လို့ယူဆခဲ့ကြကြောင်းပြောကြားခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာတော့ဒီညီအမနှစ်ဦးကိုလူသက်မှုရာဇဝတ်မှုပုံမှန်199နဲ့တရားရုံးမှာတရားစွဲဆိုလိုက်ပြီးဖြစ်ပါတယ်။အကယ်၍ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်သူတို့နှစ်ဦးဟာအ ਨੇ ဆုံးထောင်ဒဏ်15နှစ်အထိကြာခံရဖွယ်ရှိနေပါတယ်။ဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုဝင်တွေဟာအဘွားဖြစ်သူတိုင်ခေါင်းရက်ဇာပနာကိုတော့ဧပြီလ9ရက်နေ့မှာကျင်းပခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာခေတ်သစ်လူငယ်တွေရဲ့စိတ်ခံစားချက်နဲ့မိသားစုကြားကဆက်ဆံရေးဟာဘလောက်အထိအားနည်းနေတယ်လဲဆိုတာကိုမေးခွန်းထုတ်เสียဖြစ်လာပါတယ်။ပညာရေးကိုဦးစားပေးစေခြင်းနဲ့လူကြီးတွေနဲ့လွတ်လပ်မှုတို့မှတ်မောတဲ့လူငယ်တွေကြားကပဋိပက္ခဟာအခုလိုအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားခဲ့တာပါ။အသက်18-19အရွယ်ဆိုတာအနာဂတ်တွေအများကြီးရှိသေးတဲ့အရွယ်တွေပါအခုတော့သူတို့ရဲ့ဘဝကိုထောင်နေရန်တွေကြားမှာကုံဆုံးရတော့မှာဖြစ်ပါတယ်ယနေ့ခေတ်လူငယ်တွေဘာကြောင့်ဒီလောက်အထိလက်ရဲဆက်ရဲဖြစ်လာရသလဲဆိုတာကိုကျမတို့သေချာစုံစမ်းအထည်ရှာတင်ပါတယ်ဒီညီအမနှစ်ဦးဟာမိဘတွေနဲ့အတူမနေလာလားဒါမှမဟုတ်မိသားစုအကွဲအပြဲတွေရှိနေသလားဆိုတာကလည်းစဉ်းစားစရာပါကျောင်းနဲ့အိမ်ကလူမှုပတ်ဝန်းကျင်ဟာသူတို့အပေါ်ဘလို့လွှမ်းမိုးမှုတွေရှိနေသလဲဆိုတာကိုလည်းစမ်းစစ်ဖို့လိုအပ်ပါတယ်။သူတို့ဘလို့ရုပ်ရှင်ဆက်လက်မျိုးတွေကိုကြည့်လေရှိသလဲအကျန်းဖတ်မှုတွေကရောသူတို့ရဲ့စိတ်ကိုပြောင်းလဲစေခဲ့သလား။ဒီသတင်းကနေကျမတို့ဘာသင်ခန်းစာယူနိုင်မလဲ။မိသားစုချင်းစကားပြောဆိုဆက်ဆံတဲ့အခါနားလည်မှုပေးနိုင်ဖို့အတွက်ဘလောက်အရေးကြီးသလဲဆိုတာပါပဲ။လက်ရှိမှာတော့ဒီသတင်းအောက်မှာကမ္ဘောဒီးယားနိုင်ငံသားလေသားမကအာရှတလွတ်ကလူတွေကပါပြင်းပြင်းခံထောင်ရေးဖန်နေပါတယ်။ကျောင်းသူအရွယ်လေးတွေဖြစ်ပေမဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာကိုပြသနေတဲ့တာရကတစ်ခုလည်းဖြစ်ပါတယ်။အတားအဆီးတွေကြားကအချစ်ကိုရှားခြင်းတဲ့ညီအမနှစ်ဦးဟာနောက်ဆုံးမှာတော့အဘွားရဲ့အသက်ကိုရောသူတို့ရဲ့ဘဝကိုပါဖျက်ဆီးပစ်လိုက်ကြပါပြီ။နားမချမ်းသာစရာသတင်းဖြစ်ပေမဲ့လူငယ်တွေနဲ့မိဘအုပ်ချင်းသူတွေကြားနားလည်မှုတည်ဆောက်ဖို့အတွက်ဒါဟာအချက်ဖေးကောင်းလောင်းတစ်ပောင်ပါပဲ။ဒါကတော့ကမ္ဘောဒီးယားနိုင်ငံကနေတက်လာတဲ့ထိတ်လန့်ဖွယ်ရာသတင်းတစ်ခုပဲဖြစ်ပါတယ်။ကျမတို့ရဲ့သတင်းကဏ္ဍကိုစောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။